အမျိုးသမီးကသူ့ဒဏ်ရာကိုရပ်ပေးလိုက်ရုံပဲရှိသေးတယ်ဒဏ်ရာကချက်ချင်းကြီးပျောက်သွားလိမ့်မယ်လို့သူထင်တောင်မထင်ထားခဲ့ဘူးဒီမိမကလူစစ်စစ်မဟုတ်ဘူးဆိုတာရင်ရှိုးချက်ချင်းပဲရင်းနေတယ်သူမကရင်ရှိုးကိုပြောတယ်သူ့ရဲ့အိမ်မက်ဖြစ်တဲ့ဘယင်အစ်စ်ဖြစ်လာဖို့အတွက်ဦးကြီးပေးနေပါတယ်တဲ့ဒါပေမဲ့သူမရဲ့တကယ်ဇာတိယုံမှန်ကတော့ဒီပေါင်း1000တန်းရှိတဲ့မြေကွေးဝိညာဉ်ပဲဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ရင်ရှိုးဟာအောင်ပွဲခံပြီးပြန်ရောက်လာခဲ့တယ်မြို့သူမြို့သားတွေအကုန်လုံးသူတို့ရဲ့သူရဲကောင်းကိုကြိုးစိုးဖို့ထွက်လာကြတာပေါ့ဘယင်ကြီးနဲ့အိမ်ရှိဇံမန်းသားကိုလည်းအောင်ပွဲရစစ်တီတီကိုလာရောက်ကြိုးစိုးကြတယ်ရင်ရှိုးကရင်သူ့ခေါင်းဆောင်ရဲ့ခေါင်းပြက်ကိုဘယင်ကြီးစီဆက်တက်လိုက်ပြီးတော့မှအိမ်ရှိဇံမန်းသားတော့လည်းလက်ဆောင်တစ်ခုပါလာတယ်လို့ပြောလိုက်ပါတယ်မင်းသားကအဲ့ဒီအလှပကေးလေးကိုတစ်ချက်လမ်းကြည့်လိုက်တယ်ဒီတစ်ချက်ကြည့်လိုက်မိတာကပဲအဆုံးမရှိတဲ့ဘေးဒုက္ခတွေကိုတဲဆောင်လာမယ်ဆိုတာ तू လုံးဝမသိခဲ့ပါဘူးအဲ့ဒီညဂုံပြူပွဲမှာစစ်တီတီကဘယင်ကြီးအတွက်စစ်ရေးပြအကဲနဲ့ဖျော်ဖြေကြတယ်ရုတ်တရက်ဆိုလိုပဲအင်းရှိဇံမင်းသားကဓာတ်လက်ကိုကောက်ကိုက်လိုက်ပြီးသူလည်းပဲဓာတ်ရေးပြချင်တယ်ဆိုပြီးထားလို့ပါတော့ဒါပေမဲ့မင်းသားပုံစံကတမျိုးကြီးဖြစ်လာတယ်ပြီးတာနဲ့ချက်ချင်းပဲဘယင်ကြီးကိုဓာတ်နဲ့ဝင်ထိုးလိုက်ပါလေဘေးနားကလူတွေအကုန်လုံးကြောင်အပြီးမြင့်တက်သွားကြတာပေါ့ပြီးတော့မင်းသားကယူဆွတ်သွားလိုမျိုးဘေးနားကလူတွေကိုလိုက်တိုက်ခိုက်တော့တယ်စစ်တီတွေဝိုင်းလိုက်ကြပြီမဲ့အင်းရှိဇံဖြစ်နေတော့ဘယ်သူမှမချီရမခုရကြဘူးမင်းသားကဓာတ်ကိုရမ်းကားပြီးကိုပြေးတီပြေးလုပ်နေတာပေါ့ပြီးတော့ရင်ရှိုးစီကိုဖြည်းဖြည်းချင်းရှောက်သွားပြီးရင်ရှိုးကိုပါဓာတ်နဲ့ဝင်ထိုးလိုက်တယ်ဘေးနားကစစ်တီတယောက်ကဝင်တားဖို့ပြေးဝင်သွားလိုက်ရတာနေအချင်းတွေကတော့ရှုပ်ရက်ခတ်ကုန်တာပေါ့အားလုံးငြိမ်သွားကြတဲ့အချိန်မှာတော့အဲ့ဒီစစ်တီကအင်းရှိဇံမင်းသားကိုမတော်တဆတတ်မိသွားမှန်းသိလိုက်ရတယ်သူ့အဖော်ကလန့်ဖြတ်ပြီးအင်းရှိဇံကိုတတ်မိရင်ဒဇွေလုံးတစ်မျိုးလုံးအသက်ခံရမှာလို့အော်ပြောတော့တာပေါ့စစ်တီလေးကဒူးထောင်ပြီးအသက်ချမ်းသာပြီးဖို့တောင်းပန်ရှာတယ်ဒါပေမဲ့ရင်ရှိုးကသူကကဲဖို့ကြိုးစားရင်ဖြစ်သွားတာပါအဖြစ်မရှိပါဘူးနိုင်ငံရဲ့သူရဲကောင်းတော်ဖြစ်ပါသေးတယ်လို့ပြောလိုက်တယ်တကယ်တော့ဒီအဖြစ်ပြက်တစ်ခုလုံးကမြေခွေးမကသူ့မော်စွမ်းသုံးရင်အင်းရှိဇံကိုထိန်းချုပ်ကဘယင်ကြီးကိုထပ်ခိုင်းလိုက်တာပါဒီလိုနဲ့ပဲရင်ရှိုးဟာဘယင်အစ်စ်ဖြစ်လာခဲ့ပါတော့တယ်